စကိုင်းတိုင်းဝက်လက်မြို့နယ်တမာကန်ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးတော့မတန်စွမ်းဥဇော်ဖုံးခိုင်ကိုနော်မင်္ဂလာပါမြန်မာ Sharing Channel မှာကြိုဆိုပါရစေမတန်စွမ်းဥဇော်ဖုံးခိုင်နဲ့အသက်80အရွယ်အဖွားဒေါ်မေပုတို့ကိုစစ်တပ်ကရရဆက်ဆက်တပ်ပလိုက်တယ်ဟာဥဇော်ဖုံးခိုင်ကမတန်စွမ်းပြီးတော့အသက်80အရွယ်အဖွားတစ်ယောက်ကဲပြည်သူကိုပြည်သူတတ်တာနော်အဲ့လိုပြည်သူကိုတတ်နေလို့နော်အကြမ်းဖက်စစ်တပ်အတွက်ပြည်သူပုံမုန်းတာပဲအဖက်တင်မှာပြည်သူတွေနာကြည့်တာပဲအဖက်တင်မှာနော်အဲ့လိုပြည်သူတွေကိုတတ်လို့တော်လှန်ရေးကရက်သွားမှမထင်နဲ့တော်လှန်ရေးနဲ့ဘာမှမဆိုင်ဘူးတော်လှန်ရေးတောင်ပိုတော်အောင်မြင်သေးတယ်တော်လှန်ရေးကစစ်တပ်ရဲ့ရုံမာမှုတွေကိုပြည်သူကိုသိသိချင်တာအဲ့ဒါစစ်တပ်ကပြည်သူကိုတတ်လေစစ်တပ်ကပြည်သူကိုနှိပ်စက်လေညှင်းဆဲလေအဲ့ဒီရုံမာမှုတွေကိုပြည်သူကပို့ပြီးခံရလေသိလေပဲအဲ့တော့အဲ့ဒါတော်လှန်ရေးသမားတွေကပိုတော်ကြိုက်သေးတယ်ပိုတော်အောင်မြင်သေးတယ်စစ်တပ်ကပြည်သူကိုဘုံကျဲလေသူတို့ကိုပြည်သူကပုံမုန်းလေအဲ့တော့တော်လှန်ရေးသမားတွေကပိုတော်အောင်မြင်သေးတယ်သူတို့ပြည်သူကိုတော်လှန်ရေးသမားတွေနဲ့အပြိုင်ချစ်အောင်လုပ်ရမှာနော်အကြမ်းဖက်စစ်တပ်ကပြည်သူကိုတော်လှန်ရေးသမားတွေနဲ့အပြိုင်ချစ်အောင်လုပ်ရမှာအဲ့ဒါချစ်အောင်လုပ်ရမယ့်အစားနော်နေ့စဉ်တိုင်းဘုံကျဲတယ်မိရှို့တယ်တက်ဖြတ်တယ်ပေါ်တာဆွဲတယ်အဲ့တော့ပုံမုံလီတော်လှန်ရေးကအောင်မြင်လီပဲပေါ့နော်စစ်တပ်ကိုပြည်သူမုန်းတာစစ်တပ်ကိုပြည်သူချင်တာစစ်တပ်ကိုပြည်သူယုံတာအဲ့ဒါတော်လှန်ရေးအောင်မြင်တာပဲမဟုတ်ဘူးလားပိုအောင်မြင်တာပေါ့နော်အဲ့ဒါကိုဒီစစ်တပ်ကကောင်းနေနားမလဲဘူးသူတို့ကပြည်သူကိုတတ်လေပြည်သူကိုအနိုင်ကျင့်လေပြည်သူကိုနှိပ်စက်လေတော်လှန်ရေးထိခိုက်မယ်လို့ထင်တာတော်လှန်ရေးရှုံးမယ်လို့ထင်တာဘယ်ဟုတ်မလဲတော်လှန်ရေးဆိုတာကနော်တော်လှန်ရေးဆိုတာကစစ်တိုက်တာတခုတည်းမဟုတ်ဘူးဒီစစ်တပ်ရဲ့ရုံမာမှုတွေမာရိုင်းမှုတွေကောက်ကျစ်မှုတွေအကြမ်းဖက်မှုတွေကိုပြည်သူကပို့ပြီးယွန်လေပို့ပြီးတိလေပို့ပြီးနာကြည့်လေအဲ့ဒါတော်လှန်ရေးကအောင်မြင်လေပဲပြည်သူတိုင်းကစစ်တပ်ကိုယွန်သွားတယ်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုနော်ကွက်ကွေးကိုသဘောပေါက်သွားတယ်ဆိုရင်အဲ့ဒါတော်လှန်ရေးအောင်မြင်တာပေါ့တော်လှန်ရေးအောင်မြင်တာပေါ့အဲ့လိုစစ်တပ်ရုပ်ပါလေတော်လှန်ရေးပိုအောင်မြင်လေစစ်တပ်အကြမ်းဖက်လေတော်လှန်ရေးပိုအောင်မြင်လေစစ်တပ်ကပြည်သူကိုနှိပ်စက်လေအနိုင်ကျင့်လေအဲ့ဒါတော်လှန်ရေးပိုအောင်မြင်လေပဲဘာဖြစ်လို့လဲပြည်သူတွေအကုန်လုံးကစစ်တပ်ကိုပိုယွန်သွားတယ်ပိုမုန်းသွားတယ်အဲ့တော့သူတို့ပြည်သူကိုလှုပ်လေပြည်သူကသူတို့ကိုပိုယွန်လေပဲပြည်သူကပိုမုန်းလေပဲအဲ့ဒါတော်လှန်ရေးကပိုအောင်မြင်တာပေါ့လုံးနော်အခုလည်းပဲဝက်လက်မြို့နယ်တမာကန်ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးတော့မတန်ဆွမ်းပြတဲ့ဥဇော်ဖုံးခိုင်နဲ့အသက်80အရွယ်အဘွားဒေါ်မေပုတို့ကိုရရဆက်ဆက်တပ်ပလိုက်တယ်နော်အဲ့တော့အဲ့ဒီရက်ဆက်မှုတွေရုပ်မာမှုတွေပြည်သူကပိုသိတော့တော်လှန်ရေးပိုအောင်မြင်တာပေါ့နော်မင်းတို့ကိုပြည်သူကပိုယွန်တာပေါ့ပိုမုန်းတာပေါ့နောက်ရှမ်းပြည်နယ်မြောက်ပိုင်းနမ်းမတူမြို့ပေါ်ကအမှတ်၈ရပ်ကွက်ဘုံကြီးကျောင်းနဲ့ပြည်သူတွေရဲ့အိမ်ပေါ်ကိုအကြမ်းဖက်စစ်တပ်ကအချောက်တိုက်ဘုံကျဲတာပြည်သူ3ဦးပွဲကျပြီးတည်ဆုံးတယ်8ယောက်ဒဏ်ရာအပြင်းထန်ရတယ်ဒါရှမ်းပြည်နယ်မြောက်ပိုင်းနမ်းမတူမြို့ပေါ်ကအမှတ်၈ရပ်ကွက်ကိုဘုံကျဲတာဘုံကျဲတာပြည်သူ3ယောက်ပွဲကျပြီးတည်ဆုံးတယ်ပြည်သူ8ယောက်ဒဏ်ရာရတယ်အခုရှမ်းပြည်နယ်မြောက်ပိုင်းမှာအကြမ်းဖက်စစ်တပ်ကဘုံကျဲတာနမ်းမတူမန်တုံကြောင်မဲ့တီဘောဒါရဆက်ဘုံကျဲနေတာနော်ရှမ်းမြောက်မှာနမ်းမတူမန်တုံကြောင်မဲ့တီဘောအဲ့တော့မင်းတို့ဘုံကျဲလီပြည်သူကမင်းတို့ကိုပိုယွန်လီပုံမုံလီအဲ့လိုပြည်သူပိုယွန်လီပုံမုံလီငါတို့တော်လှန်ရေးကအောင်မြင်လေပဲဘာဖြစ်လဲသူတို့ပြည်သူကိုလိန်လို့မရတော့ဘူးလေသူတို့ရဲ့ရုပ်မာမှုကိုပြည်သူတယောက်ချင်းစီတိုင်းကသိသွားကြတယ်မြင်သွားကြတယ်ဆိုရင်အဲ့ဒါတော်လှန်ရေးအောင်မြင်တာပေါ့မြန်မာပြည်မှာပြည်သူတန်း90ကျော်ရှိတယ်အဲ့ဒီတန်း90ကျော်လောက်က
စစ်တပ်ရုံးမှာတော့မြင်လဲမြင်တယ်တွေ့လဲတွေ့တယ်ဆိုရင်ဒါတော်လိုင်းအောင်မြင်တာပဲနော်စက်ခိုင်းတွေသိမ်းတာမသိမ်းတာအသာထားမြို့တွေသိမ်းတာမသိမ်းတာအသာထားတော်လိုင်းအောင်မြင်လားမအောင်မြင်ဘူးလားဆိုရင်နော်ဒီຫນွေဥတော်လိုင်းကြောင့်စစ်တပ်ရဲ့ရုံးမှာမှုတွေကိုစစ်တပ်ရဲ့အောက်တန်းကြမှုတွေစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုပြည်သူတွေအကုန်လုံးသိသွားတယ်မြင်သွားတယ်ဆိုဒါတော်လိုင်းအောင်မြင်တာပဲလေတော်လိုင်းဆိုတာမြို့တွေစကန်တွေကိုသိမ်းမှာမဟုတ်ဘူးပြည်သူတွေရဲ့ရင်နဲ့နှလုံးသားတဲ့အသေးတဲ့အုံနောက်ထဲမှာဒီစစ်တပ်ရဲ့ရုံမှမှုတွေကိုမြင်လဲမြင်တယ်ကြားလဲကြားတယ်တွေ့လဲတွေ့တယ်ဆိုရင်ဒါတော်လိုင်းအောင်မြင်သွားပြီစကန်မသိမ်းချင်နေပါစေတော့မြို့တွေမသိမ်းချင်နေပါစေတော့ပြည်သူတိုင်းကပြည်သူတန်း90ကျော်လောက်ကနော်စစ်တပ်ရုံမှမှုတွေအကုန်မြင်သွားပြီစစ်တပ်အကြမ်းဖက်မှုတွေအောက်တန်းကြမှုတွေအကုန်မြင်သွားပြီဆိုရင်ပြည်သူတွေအကုန်သိသွားပြီဆိုရင်ဒါတော်လိုင်းအောင်မြင်တာပဲမြို့တွေမသိမ်းလဲရတယ်စကန်တွေမသိမ်းလဲရတယ်ပြည်သူတွေသိရင်ကိုဒါတော်လိုင်းအောင်မြင်သွားပြီဘာဖြစ်လို့လဲအရင်တော့ကဒီစစ်တပ်ရဲ့ရုံမှမှုတွေကြက်ဖက်မှုတွေပြည်သူတွေကမသိဘူးလေဒီစစ်တပ်ကိုတိုးရောင်ဆောင်တော့ဝင်ပလွေဒွိုင်းအောင်ဆောင်တော့ကြီးတော်တော်ကောင်းကြီးထင်နေကြတာဟောအခုတော့လူရုံမှမှသိသွားကြပြီကြက်ဖက်မှသိသွားကြပြီနော်ရုံမှကောက်ကျအောက်တက်ကြမှသိသွားကြပြီအဲ့လိုသိတာကိုကအဲ့ဒါတော်လိုင်းရဲ့အနှစ်သာရတော်လိုင်းရဲ့ကျေးဇူးတော်လိုင်းရဲ့အောင်မြင်မှုပဲဗောဗျဟုတ်တယ်နော်ဒါကြောင့်ပြည်သူတွေအကုန်လုံးစစ်တပ်ရဲ့ရုံမှမှုအကြမ်းဖက်မှုတွေကိုမြင်သွားပြီးတွေ့သွားပြီးဆိုရင်ဒါတော်လိုင်းအောင်မြင်တာဗျနော်မြို့တွေစခန်းတွေသိမ်းမှတော်လိုင်းအောင်မြင်တာမဟုတ်ဘူးတနိုင်ငံလုံးကိုအကုန်ပတ်သိမ်းမှတော်လိုင်းအောင်မြင်တာမဟုတ်ဘူးပြည်သူတွေရဲ့ရင်ထဲအသေးတဲ့နှလုံးသားတဲ့ကြောက်ကတ်တဲ့အုံတော်ထဲမှာဒီစစ်တပ်ရဲ့ရုံမှမှုတွေအကြမ်းဖက်မှုတွေကိုမြင်သွားပြီးတွေ့သွားပြီးဆိုဒါတော်လိုင်းအောင်မြင်တာပဲနော်သူတို့အဲ့ဒါမသိဘူးစစ်တပ်ကိုသူတို့ပြည်သူတွေကယွန်သွားပြီမုံသွားပြီဆိုဒါတော်လိုင်းအောင်မြင်တာပဲအဲ့ဒါကိုသူတို့မသိဘူးတနာစရာကောင်းလိုက်တာနော်နောက်တစ်ခုကပဲခူးတိုင်းညောင်လေးပင်ခရိုင်နဲ့နော်ကရင်ပြည်နယ်မြဝတီကိုလည်းပဲအကြက်ဘက်စစ်တပ်ကနော်ပြစ်ခတ်တိုက်ခိုက်တယ်ပြည်သူတအုပ်သေဆုံးပြီးတော့ဘုံကြီးကျောင်းနေစာတင်ကျောင်းနေဆေးရုံတွေပျက်စီးသွားတယ်ဒါပဲခူးတိုင်းညောင်လေးပင်ခရိုင်နဲ့ကရင်ပြည်နယ်မြဝတီမြို့တို့ကိုအကြမ်းဖက်စစ်တပ်ကနော်ပြစ်ခတ်တိုက်ခိုက်တာနော်ပြည်သူတယောက်သေတယ်စာတင်ကျောင်းနေဘုံကြီးကျောင်းနေပြည်သူတွေရဲ့နေအိမ်တွေပျက်စီးတယ်ပေါ့နော်နောက်တစ်ခုကစကိုင်းတိုင်းဒဇယ်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကတနယ်ရွာကနေ20ကျော်ကိုမီးရှို့ဖျက်ဆီးပြီးတော့နော်ခပောင်းကြံရွာကစာတင်ကျောင်းကိုလည်းလေနဲ့ပုံကျဲတယ်ဟောဒဇယ်ရွာကိုနော်စကိုင်းတိုင်းဒဇယ်မှာအကြမ်းဖက်စစ်တပ်ကရွာတွေကိုမီးရှို့တယ်ပြီးတော့ခပောင်းကြံရွာကစာတင်ကျောင်းကိုလည်းလေနဲ့ပုံကျဲတယ်နောက်မန္တလေးတိုင်းမြင်းခြံမြို့နယ်ညောင်မေရွာကိုပြူစောထီတီတာယူမွန်ခေါင်းဆောင်နဲ့အဖွဲ့ကဝင်ရောက်မီးရှို့တိုက်ခိုက်နေတယ်ဟောတီတာယူမွန်နဲ့နာမည်ကြီးတယ်နော်ဒါမြင်းခြံဘက်မှာအဲ့တော့တီတာယူမွန်ကိုဖြိုနိုင်အောင်လို့နော်တီတာယူမွန်ကိုဖြိုနိုင်အောင်လို့ဘိုးတို့မြင်းခြံမှာရှိတဲ့ဘလက်တိုက်ကားအဖွဲ့ကိုများများထောက်ပံ့ကြနော်မြင်းခြံမှာဘလက်တိုက်ကားအဖွဲ့ကအင်မတန်မှလက်တံပြောင်းတယ်ပေါ့နော်တကယ်သူရဲကောင်းပဲဒါကြောင့်တီတာယူမွန်ကိုနော်လက်စင်ပေးနိုင်အောင်သင်ခန်းစာပေးနိုင်အောင်ပေါ့နော်မြင်းကြံဘလက်တိုက်ကအဖွဲ့ကိုထောက်ပံ့ကြပေါ့နော်မြင်းကြံမြို့နယ်ညောင်မေရွာကိုတီတာယူမွန်ဥဆောင်တဲ့ပြူစောတိအဖွဲ့ကဘို့တို့အင်အားဘယ်လောက်တောင်ရှိလဲဆိုရင်ပြူစောတိတွေအင်အား400လောက်ရှိတယ်ဟောအများကြီးပဲနော်ပြည်သူစစ်ခေါင်းဆောင်ပောက်ကိုတော့ဟောပြည်သူစစ်ခေါင်းဆောင်ဝါသဝအခုပြည်သူစစ်ခေါင်းဆောင်တီတာယူမွန်အော်မလေးနာမည်ကြီးတယ်နော်ဒါသူတို့ဆယ်လီတွေပြည်သူစစ်တွေဟိုအင်အား400လောက်နဲ့ညောင်မေရွာကိုမီးရှို့ဝင်ရောက်တိုက်ခိုက်နေတယ်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲမှာကိုပြည်သူတွေစိုးရိမ်နေတဲ့အတွက်ကြောင့်အခုပြည်သူတွေထွက်ပြေးကုန်ကြပြီဟောအကြမ်းဖက်စစ်တပ်ကအခုရှမ်းညီနောင်တွေသိမ်းထားတဲ့မြောက်ပိုင်းညီနောင်တွေသိမ်းထားတဲ့နောင်ချိုကြောက်မဲကိုသူတို့ပြန်သိမ်းနိုင်သွားပြီဒါပေမဲ့အထင်မကြီးနဲ့အခွန်နေ
ဘဘတို့တော်လိုင်းလက်နက်ကင်တွေသိန်းတော့ကနော်ကြောင်မဲတို့နောင်ချိုတို့ကိုသိန်းတာအခွန်ကြီးပဲသိန်းစီရမိတာမဟုတ်ဘူးဗျစစ်သားဘလောက်အကြမ်းဖက်စစ်သားဘလောက်သေးတယ်အကြမ်းဖက်စစ်သားဘလောက်ဒဏ်ရာရတယ်နောက်အကြမ်းဖက်စစ်သားဘလောက်လက်နက်ချအညက်ခံတယ်အဲ့လက်နက်ချအညက်ခံတဲ့ထဲမှာစစ်ဗိုလ်ချုပ်တီတောင်ပါတယ်လက်နက်ချအညက်ခံတဲ့ထဲမှာစစ်ဗိုလ်ချုပ်တီတောင်ပါတယ်ပြီးတော့လက်နက်ခံရမီကြောက်တွေဆိုတောင်ပုံရာပုံကိုသိန်းစီရရှိတာဟောအခုသူတို့နောင်ချိုကိုပြန်သိမ်းတယ်ဘာမှမရဘူးအခွန်ကြီးပဲရတယ်စိုင်းပုံမှာဓာတ်ပုံရိုက်ပြီးပြီးသွားပြီဘာမှမရဘူး